ဟိုင်းကြီးကျွန်းနီဒီတူကုန်းကျွေးရအုပ်စုမှာရှိတဲ့ကြောက်ကလက်ကမ်းခြေဖြစ်ပါတယ်။ပုံစံမျိုးစုံဖြစ်နေတဲ့တဘာဝထုံးသားကြောက်ဆောင်တွေနဲ့လှပတဲ့ရင်းနှီးစိမ်းတွေရှိလို့အေယာဝတီတိုင်းရဲ့အလားတပါလို့တင်စားခေါ်ဝေါ်ရတဲ့ကမ်းခြေနေရာဖြစ်ပါတယ်။ဒီဘလော်လေးကနေမော်တင်စွန်ဟိုင်းကြီးကျွန်းကနေမှကြောက်ကလက်ကမ်းခြေစီကိုအတူတူသွားကြည့်လိုက်ရအောင်အခုကတော့မော်တင်စွန်ကနေ3ဘိန်းနဲ့ဟိုင်းကြီးကျွန်းစိတ်ကမ်းအထိသွားနေတာဖြစ်ပါတယ်3ဘိန်းကားကတော့အသွားပြန်6000ပါကန်ချိုင်နဲ့ခမောက်မော်ရွာတွေကိုဖြတ်ပြီးခမောက်မော်တရားကိုဖျက်လိုက်ရင်တော့ဟိုင်းကြီးကျွန်းရောက်ပါပြီဒါကတော့ဟိုင်းကြီးကျွန်းစိတ်ကမ်းပါဒီကနေဆက်လီနဲ့ချောင်းဝစိတ်ကမ်းအထိသွားမှာဖြစ်ပါတယ်ရေတက်ကြပုံမူတည်ပြီးတော့နိုင်ဝက်ကျော်ကျော်လောက်သွားရပါတယ်ဆက်လီစိန်လုံးကားကိုတော့8000ကျပ်ပေးရပါတယ်ဆက်လီပေါ်ကနေမြင်နေရတဲ့ရေပြင်ကျဲကြီးနဲ့တဘာဝလာတွေကစိတ်ကြည်နူလာဆမ်းမှုအဖြစ်ပြီးစွမ်းနေပါတယ်အခုကတော့ချောင်းဝစိတ်ကမ်းကနေကြောက်ကလက်ကမ်းကြီးကိုကားငါးသွားမှာဖြစ်ပါတယ်။ကားစိန်လုံးငါးကားကတော့9000ပေးရပါတယ်။ကဲအခုဆိုရင်တော့ကြောက်ကလက်ကမ်းကြီးကိုရောက်ပါပြီ။မော်တင်စွန်းဖျားပွဲတော်ကာလမှုကမ်းခြေမှာလာရောက်လည်ပတ်သူအများပြားတွေ့ရပါတယ်။
ရင်းကြီးတည်ခြင်းကာလဖြစ်လို့လှပတဲ့ရင်းကြီးတွေကိုတော့မတွေ့ခဲ့ရပါဘူး။ဩဂတ်စက်တင်ဘာအောက်တိုဘာလပိုင်းတွေဟာရင်းကြီးစိမ့်ချိန်ကာလဖြစ်ပြီးတော့နိုဝင်ဘာဒီဇင်ဘာဇန်နဝါရီလပိုင်းတွေကတော့ရင်းကြီးဝါချိန်ကာလဖြစ်လို့အဲ့ဒီအချိန်တွေမှာလာရောက်လည်ပတ်ရင်တော့ကြောက်ဆောင်တဲ့ရင်းကြီးစိမ့်အလှတရားနှစ်ခုလုံးကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။အပြန်ခရီးမှာတော့ဟိုင်းကြီးကျွန်းကခန့်ကျော်ထမင်းဆိုင်မှာနေ့လည်စာဝင်စားဖြစ်ခဲ့ပါတယ်အခုကတော့ဟိုင်းကြီးကျွန်းမြို့မှာရှိတဲ့မဟာကန်ထူးအန်တာရုပ်ပွားတော်မြတ်အယိုးကွင်းဇက်ဓာတ်တော်နဲ့ဆွဲတော်ပွားတို့ကိုတွားရောက်ဖူးမြော်မှာဖြစ်ပါတယ်ရန်ကုန်ပါဗျာဒီမဟာကန်ထူးအန်တာရုပ်ပွားတော်မြတ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပင့်ဆောင်ပူဇော်တဲ့အချိန်မှာနိုင်ငံသားတို့မကြွဘဲနဲ့ပြည်တွင်းမှာပဲတည်င်းသုံးနေတဲ့ပြည်ချစ်ဖရားတစုဖြစ်ပါတယ်အယိုးကွင်းဆက်ဓာတ်တော်ကတော့အိန္ဒိယနိုင်ငံအလယ်ပိုင်းမိုးဘာမြို့ရဲ့အရှေ့မြောက်32မိုင်အကွာမှာရှိတဲ့စံချီဓာတ်တော်တိုက်ကနေပြီးတော့ပင့်ဆောင်ပူဇော်ထားတာဖြစ်ပါတယ်ဗုဒ္ဓဆွေတော်ဘွားကတော့တိရိလင်္ကာနိုင်ငံကန်ဒီမြို့ကန်ဒီဆွေတော်တိုက်မှာရှိတဲ့မြတ်ဗုဒ္ဓရဲ့လက်ဝဲအောက်ဆွေတော်မြတ်ရင်ငွေတော်ကိုခုံလုံထားတဲ့ရုပ်ပွားဆွေတော်မြတ်တစုဖြစ်ပါတယ်အခုကတော့ဟိုင်းကြီးကျွန်းမြို့ရဲ့ကျက်တီဆောင်တမိုင်းဝင်ကြိုက်တီစေတီတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်နေတာဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာ။